အားလုံးမင်္ဂလာပါ Every TV နဲ့ကြိုဆိုလိုက်ပါတယ်ဒီနေ့မှာ Every ကငါးဟင်းချက်ပြန်မှာဖြစ်ပါတယ်ရုံးလုံးငါ့ကိုနေတော်လေးတုံပြီးတော့ရေးဆေးသက်စင်ထားပါမယ်တက်သွန်ဖြူတက်သွန်လေးကိုကြိတ်ထားမယ်ကေဦးလေးကိုစီထည့်မယ်စီပူလာပြီဆိုရင်တော့တက်သွန်ဖြူတက်သွန်လေးကြိတ်ထားရဲ့အယောင်တင်မှုရေကိုထည့်ပြီးတော့စီတက်ပါမယ်ကေပြီးလို့ရှိရင်တော့အရသာတွေထည့်မယ်နော်စားနေငယ်ချုံမုတ်နေငယ်တခြားနေငယ်မကြီးရေငံပြာရေနေငယ်ကိုထည့်ပြီးတော့ဟင်းအနည်းတက်သွန်လေးအနည်းကြတဲ့တီကိုချက်ထားပါမယ်။ဘာလို့လဲဆိုတော့ငါကကြက်မြန်တဲ့အတွက်ကြောင့်ငါ့ကိုအရင်ဆုံးထည့်လိုက်လို့ရှိရင်တက်သွန်လေးအနည်းတည်းအနည်းမကြပဲနဲ့တိတ်ပြီးတော့စားမကောင်းတတ်ပါဘူး။ဒီတိုင်းနဲ့ချက်စားကြည့်နော်။ဒီနေ့လေးကြာလာပြီဆိုရင်တော့ငါ့ကိုထည့်ပြီးတော့ပုံခဏလေးချက်ထားရင်တော့ရပါပြီ။ကဲခုဆိုရင်တော့လူပွေးလေးနဲ့အရန်ကိုစားလို့ကောင်းရောထမင်းလေးနဲ့ငါဟင်းလေးရပါပြီဗီဒီယိုဆုံးတွေ့ကြည့်ပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်နောက်ဗီဒီယိုတစ်တင်မှာပြန်ဆောင်ကြ